အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပေါ့နော်ဒီအဲ Infinite ရဲ့ Note Note 30 Infinite Note 30လေးကိုကျွန်တော် user log လေးတစ်ချက်ဖြတ်ကြည့်မယ်အရင်ကတော့လွယ်ပါတယ်ဒါပေမဲ့အခုလိုမျိုးပေါ့နော်load ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ Telegram group တွေရှိတယ်မိတ်ဆွေတို့ join လို့ရတယ်နော် join လို့ရတယ်ကျွန်တော်ဘယ်လောက်ထိတန်လဲဆိုတာကိုကျွန်တော်ရဲ့သင်္ကန်းထဲမှာကျွန်တော်ဘာတွေထည့်ထားပေးတယ်တော့ဘာတွေပြန်ပေးလဲဆိုတာကိုလည်းမိတ်ဆွေတို့အသေးစိတ်ကျွန်တော်ရဲ့ဒီ Telegram group ထဲမှာလည်းမေးလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီကောင်လေးကို join ကြည့်အောင်ကျွန်တော် unlock to ကင်တယ်ဒီကောင်မကင်ခင်ပထမဆုံးကျွန်တော်တို့ကဘာသိရမလဲဆိုရင်ကျွန်တော်နည်းနည်းထပ်ပြောပြမယ်နော်ဟုတ်ဘာကိုထပ်ကြည့်ရအောင်မလဲဆိုရင်ကျွန်တော်တို့ Chrome ထဲပဲသွားလိုက်မယ်နော်ဒီ Google Chrome ပေါ့နော် Google Chrome ထဲကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ Infinite ပေါ့နော် Infinite အဲ Infinite ရဲ့Note 30 Note 30ပေါ့နော် Note 30ကိုကျွန်တော်တို့တစ်ချက်လောက်ရိုက်စာကြည့်ကြည့်မယ်နော် Okay ကျွန်တော်တစ်ချက်လောက်စာကြည့်လိုက်မယ် Infinite ရဲ့Note 30ကျွန်တော်တို့စာကြည့်လိုက်မယ်နော်အဲ့ဒါနှိပ်ပြီးတော့ပဲစာကြည့်လိုက်မယ်GSM Mina website GSM Mina website ကပဲကျွန်တော်ချက်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ CPU ကကျွန်တော်တို့ဘာလဲဆိုတာကိုအဓိကတော့ဝင်လေးလာမှာပေါ့နော်သူ့ရဲ့ CPU ကကျွန်တော်ပြောနေကြအတိုင်းပဲMediaTek ပေါ့နော်ဒီHelio G99 နဲ့လာဟုတ်ပြီဒီကောင်ကကျွန်တော်တို့စက်ဖွင့်စရာမလိုဘူးစက်ဖွင့်ရတဲ့အလုံးလေးလေးလည်းရှိတယ်เนาะကျွန်တော်အရင်ဗီဒီယိုတော့ပြောပြထားပြီးသားအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်စက်ဖွင့်စရာမလိုတဲ့အလုံးဆိုတာကျွန်တော်တန်းသိသွားပြီเนาะ MediaTek ဆိုပြီးတော့ဟုတ်ပြီ MTK နဲ့ကွက်ကွန်ပေါ့เนาะအဲ့ဒါဆိုကျွန်တော် unlock to တဲ့ပြန်ဝင်မယ်เนาะ unlock to လည်းပြန်ဝင်မယ်ပြန်ဝင်ပြီးတော့ဒီမှာ infinite ရှိရเนาะ unlock to ထဲမှာ infinite ရှိတယ် infinite ခုနကကျွန်တော်တို့ model ကNote 30ပေါ့နော် Note 30i မဟုတ် sorry Note 30ပဲเนาะဒီကောင်လေး Okay တွေ့ပြီเนาะတွေ့ပြီဆိုရင်ကျွန်တော်ဒီမှာfactory reset ရှိတယ်ဒီကောင်က recovery နီးနဲ့ factory reset ကိုချလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မချတော့ဘူးဒီမှာ unlock to တောင်မှာပဲတစ်ခါတည်းချမယ်တစ်ခါတည်း FRB နှစ်ခုစလုံးလုံးမှာပေါ့နောက်ဒီမှာ user log လေးချက်ပြပေးမယ် Okay ဒီမှာနော်ဒီကောင်အချိန်များများဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့စက္ကန့်တွေပါစောက်ခိုင်းမယ်ပတ်တန်ပေါ့နော် password ဖြစ်ပတ်တန်ပဲဖြစ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ factory reset တခုဒီမှာ borrow key ရှိမယ်ပေါ့နော် power ဒီမှာကျွန်တော် cover လေးချွတ်လိုက်မယ်အတန်တိုးတဲ့ခလုတ်ရှိမယ် power ခလုတ်ရှိမယ်နော်ဒီ3ခုစလုံးကိုကျွန်တော်ပြိုင်တူနှိပ်လိုက်မယ်ဆိုရင်လည်းသူပိတ်သွားမယ်အခုလိုမျိုးပိတ်သွားတဲ့အချိန်ကျရင်ကြိုးလေးပစ်ထိုးလိုက်ရုံပဲပေါ့နော်ဒီမှာနှိပ်ထားပြီးသားကျွန်တော်တို့နော် factory reset ကိုလည်းနှိပ်ပြီးသား factory reset ကိုနှိပ်ပြီးသားအဲ့ဆိုကျွန်တော်စုံကင်ပြီးတော့စုံကင်လိုက်မယ်ကျွန်တော်စုံကင်ထားပြီနော် Okay အခုလိုမျိုးပေါ်လာတယ်ဆက်ကင်ထားမယ် Okay ဒီမှာအသိန်းကျိုးကလည်းကျွန်တော်ကွန်ပျူတာမှာထိုးထားပြီးသားပိတ်သွားပြီကျိုးပစ်ထိုးလိုက်တော့မယ် Okay အခုလိုမျိုးသွားမယ်နော်ရတယ်ဆက်ကင်ထားလိုက်မယ် Okay MDK USB driver တည်တယ်နော် Okay တည်နေသေးတယ်ကျွန်တော်ဆက်ကင်ထားမယ်ဒန်ဆက်သွားတာကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ် Okay ဒန်သွားတယ် Okay နော်ကျွန်တော်အခုဒါ user log ပြတ်မပြတ်ကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ်နော်ဆက်လေးဖွင့်ပြီးတော့ချက်ကြည့်မယ် Okay ဆက်ပွင့်လာတာကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်မယ် Okay အခုလိုမျိုးကြာပုံရဆိုရင်ကျွန်တော်တို့ရိုးဆက်ပိတ်ဖွင့်လောက်တာတော့မဖြစ်နိုင်ဘူးဒီမှာတွေ့လားဒါ user log နော်ပြတ်သွားတာပေါ့နော်ဒါ user log ကတော့ပြတ်သွားပြီပုံမှန်တိုင်းဆိုရင်ကျွန်တော် FRB ကြာနေနိုင်တယ်ဟုတ်ပြီအဲ့ဆို FRB ကြော်တာလေးကိုပါကျွန်တော်ထပ်ကြော်လိုက်မယ်ဒီမှာနော် erase FRB တဲ့ unlock to ထဲမှာရှင်နော် erase FRB ကိုကျွန်တော်တစ်ချက်ပြန်နှိပ်တယ်နှိပ်ပြီးတော့စုံပြန်ကင်တယ်မနော်အပေါ်မှာလည်းlock ပုံစံလေးနဲ့FRB lock ကျနေတာပြောတယ်နော်ဒီပုံမှန်တိုင်းကျွန်တော်တို့ဒီအရင်ကသုံးခဲ့တဲ့ Gmail account ကိုသိနေသေးတယ်ဆိုရင် Gmail account ပြန်ရိုက်ထည့်ရင်ပြန်ပွင့်တာပေါ့နော်အခုကျတော့ကျွန်တော် Gmail account လည်းမသိတော့ဘူးဘာမှမသိတော့ဘူးဖြစ်တဲ့အတွက် FRB ကြောတာပါထပ်ကြောရမှာပေါ့ကွန်ပျူတာမှာကျွန်တော်ကြိုးထိုးထားတယ်ဒီမှာကြိုးတိုက်စီကောင်းလေးထွက်လာတယ်နော်ဒီမှာစုံပြန်ကင်မယ်စုံကင်လိုက်တယ်ဖုန်းကိုကျွန်တော်စုံကင်လိုက်ပြီးအခုလိုမျိုးပေါ်လာတယ်ဆက်ကင်ထားမယ်ခဏနေဆက်ကပိတ်သွားမှာပေါ့နော်ဟို black screen ဖြစ်သွားမယ် black screen ဖြစ်သွားတဲ့အချိန်မှာကြိုးထိုးလိုက်ပါပြီကျွန်တော်ကြိုးလေးထိုးလိုက်ပါပြီ
ဒန်းလေးဆက်သွားတယ်ခုနမှာဒန်းသွားတယ်ပေါ့ပြောက်သွားတယ်နော်ပေါ့ပြောက်ခဏလေးပြန်ပေါ်လိုက်မယ် okay MDK USB ပေါ့ပြန်တက်လာခဲ့တယ်ပြန်တက်လာပြီးတော့ဒန်းဆက်သွားမှာပေါ့နော်ဒန်းဆက်သွားတာကိုကျွန်တော်တစ်ချက်ကြည့်မယ်ဒီချိန်မှာကြိုးလေးလဲကောင်းဖို့လိုတယ်ပေါ့နော်ကြိုးကောင်းတာလေးလဲပြန်ထိုးဖို့လိုတယ်ပြီးလို့ရှိရင်ဒါဆက်သွားတာကိုကြည့်လိုက်မယ်ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင် erase FRB okay factory recovery okay အဲ့ဆိုရင်ကျွန်တော်တို့ FRB ပျောက်သွားပြီပေါ့နော် FRB ပျောက်သွားပြီ okay ဆက်ကတော့ပြန်ပွင့်လာပြီဒီမှာ10မိနစ်နဲ့9စက္ကန့်ကြာသွားတယ်ရမ်းမြန်တယ်ပေါ့နော်10မိနစ်နဲ့9စက္ကန့်ပဲကြာတယ်ဒီမှာဆက်လီရတယ်တူပြန်ပွင့်လာခဲ့တယ်တကယ်လို့မပွင့်လာခဲ့ဘူးဆိုရင်လည်းကျွန်တော်ဘောလုံးကီဒီချိန်မှာတခြား MDK လုံးတွေဖြစ်တတ်တာကဒီပေါ်မထွက်တာဖြစ်တတ်တယ်အဲ့ပေါ်မထွက်ဘူးဆိုရင်ဘက်ထရီ socket ငုတ်ကိုဖြုတ်တက်ပြီးတော့ပြန်တက်မှဆိုရင်လည်းအဲ့ပေါ့ဒီပေါ့ပြန်ဝင်လာပေါ့ပြုတ်ပြီးတော့ကျွန်တော်ဆက်ပြန်ပွင့်တယ်အဲ့လိုမျိုးလေးတွေကျွန်တော်လောက်ရတဲ့လုံးတွေလည်းရှိခဲ့တယ်နော် Redmi 9A မှာဆိုရင်အဲ့ဒီတိုင်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီကောင်မှာတော့အဲ့လိုတော့ထူးတွေမရှိဘူးအခုလိုမျိုးနော်ဒါဆိုရင် FRV ရော user log ရောနှစ်ခုစလုံးပြုတ်သွားပြီပြုတ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်တိုင်းပြန်သုံးလို့ရပြီပေါ့နော်မိတ်ဆွေတို့ခုလိုမျိုးဖုန်း user log တွေ global chain တွေဖုန်း service နဲ့ပတ်သက်တာတွေတော်တော်များများစုံလင်ကျွန်တော်ရဲ့ဒီ Telegram group ထဲမှာရှိတယ်ပေါ့နော်မိတ်ဆွေတို့ join ချင်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်လေးပေးထားတယ်အဲ့ဖုန်းနံပါတ်ထဲမှာမိတ်ဆွေတို့လာပြီးတော့လေ့လာလို့ရပါတယ်နော်ဟုတ်ပြီဒါလေးကျွန်တော်ဆက်ကြည့်မယ်ဆက်ကြည့်ပြီးတော့ကျွန်တော် home screen တွေရအောင်ကြော်သွားကြည့်မှာပေါ့နော်ဒါလေးချက်ကြည့်လိုက်မယ်ဒီ United States ထားပြီးနှိပ်ဆက်ပေးမယ်တော့ဒီမှာအပေါ်မှာလည်းဒီ log ပုံစံမှာပါတော့ဘူးကျွန်တော်ဒီမှာကြိုက်တာရွေးလိုက်လို့တော့ရတယ်ဘာမှတော့မဖြစ်ဘူးเนาะဒီမှာကျွန်တော်မြန်မာပဲရွေးလိုက်တော့မှာเนาะမြန်မာနှိပ်ဆက်ပေးမယ်နှိပ်ဆက်ပေးပြီးတော့ကျွန်တော်ဒီမှာ okay 1ပဲပေးထားလိုက်မယ် Audi2 နဲ့ပေါ့เนาะAudi2 နဲ့ okay Wi-Fi ချိတ်ပေးလိုက်မယ် Wi-Fi ဟိုအစိတ်မှာတက်ကြနေမှာဆိုလို့တော့เนาะအစိတ်မှာတက်ကြနေမှာဆိုတော့ Wi-Fi လေးတစ်ခုလောက်ချိတ်ပေးလိုက်မယ်Wi-Fi မရှိဘူးဆိုရင်လည်း hotspot လွှင့်ပြီးတော့ hotspot နဲ့ချိတ်ပေးလိုက်ပေါ့ဒါမှမဟုတ်လည်း internet နဲ့လည်းဒီ mobile internet နဲ့လည်းရတယ်ဟိုနည်းနည်းကြာသွားမှာဆိုလို့ကျွန်တော်ချိတ်ပေးလိုက်ပြီเนาะဒါ Wi-Fi လေးခုချိတ်ပေးလိုက်တယ်နှိပ်ဆက်ပေးတယ်အမှန်ချစ်လေးပေးပြီးတော့ကျွန်တော်ဒီမှာနှိပ်ဆက်ပေးလိုက်မယ်ပေါ့နော်နှိပ်ဆက်ပြီးတော့ဒီမှာက10မိနစ်2မိနစ်3မိနစ်ပေါ့နော်အဲ့လောက်တော့ကြာနိုင်တယ်ခဏလေးစောင့်ပေးလိုက်မယ်ခုနက check-in info မှာနည်းနည်းကြာနေလို့အဲ့ဒါနဲ့ကျွန်တော်ကြော်ပြီးတော့ဒီဘတ်ပြန်ဆော့ပြီးတော့ဗောနော်ဘတ်ပြန်ဆော့ပြီးတော့ကျွန်တော်တခြားဒီ factory reset နောက်ချက် FRB တစ်ချက်ပြန်ချလိုက်တယ်ပြန်ချပြီးတော့ကျွန်တော်ဒီတိုင်းပြန်ကြော်သွားလိုက်ရုံပဲဗောနော်မဲဆိုလို့ခုလိုမျိုးနေပညာတွေကိုစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ထားပေးပြီးเนาะအခုမိတ်ဆွေတို့ဒီအောက်မှာပေးထားတဲ့ Telegram channel ထဲမှာလည်းမိတ်ဆွေတို့လက် join လို့ရတယ်ဘာသင်ခန်းစာတွေပါလဲဆိုတာကိုလည်းလက်မေးလို့ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ